မင်္ဂလာပါ NLD ကိုမဲခိုးတယ်ဆိုပြီးပြောကြပေမဲ့ NLD ကခန့်အပ်ခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းနဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တချို့ဟာကြံ့ခိုင်ရေးအစိုးရဘက်ကလူတွေဆိုတာကိုစစ်တပ်ထောက်ခံသူစောက်ဘောတွေနဲ့တပ်ဖို့ထောက်ခံသူစိမ်းဘောတွေကသိကြမယ်မထင်ပါဘူး။ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာမဲခိုးဖို့မကြိုးစားခဲ့ဘူးဆိုတဲ့သက်သေအထောက်အထားတွေနဲ့မဲမခိုးခဲ့တဲ့သက်သေအထောက်အထားတွေကိုချပြပေးပါမယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာမဲခိုးဖို့မကြိုးစားခဲ့တဲ့ပထမဆုံးသက်သေအထောက်အထားကတော့ NLD အစိုးရကခန့်အပ်ခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းဟာ NLD ပါတီဘက်ကလူမဟုတ်ပဲဦးသိန်းစိန်ရဲ့ကြံ့ခိုင်ရေးအစိုးရဘက်ကလူသာဖြစ်ပါတယ်။ဦးလှသိန်းဟာဦးတန်းရွှေစစ်အစိုးရကကျင်းပတဲ့2010ရွေးကောက်ပွဲမှာမိတ်ဖီလာခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံခဲ့ရသူဖြစ်ပြီးတော့2012ကြားပြတ်ရွေးကောက်ပွဲ2015ရွေးကောက်ပွဲတွေမှာလည်းကြံ့ခိုင်ရေးအစိုးရရဲ့ရွေးကောက်ပွဲကော်မရှင်ကမိတ်ဖီလာခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့သူဖြစ်ပါတယ်။ဒါကိုအတိတ်ပဲဖွင့်ရရင်ဦးလှသိန်းဟာ NLD ရဲ့လူယုံတယောက်မဟုတ်ဘဲနဲ့ကြံ့ခိုင်ရေးအစိုးရနဲ့သာပုံမရင်းနှီးတဲ့သူဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။ NLD သာမဲခိုးဖို့ဆန္ဒရှိတယ်ဆိုရင်ဦးလှသိန်းလိုလူကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်ခန့်အပ်နေမှာမဟုတ်ပါဘူး။ NLD အတိုင်းဝိုင်းတွေကလူယုံတယောက်ကိုပဲရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်ခန့်အပ်မှာပါ။ခင်ဗျားတို့ကျွန်တော်တို့အပါဝင်ဘယ်သူမဆိုမဲခိုးဖို့အစီအစဉ်ရှိတယ်ဆိုရင်ဒဇိန်တယောက်ကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်ခန့်အပ်လိမ့်မှာမဟုတ်ဘူးဆိုတာသိကြပါတယ်။ဒေါ်အောင်ဆန်းစုကြည်အစိုးရကဦးလှသိန်းလိုလူကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့တယ်ဆိုတာကသူ့ထံမှာရွေးကောက်ပွဲအတွေ့အကြုံရှိတာရဲ့ညမြတတဆောင်ရွက်နိုင်လိမ့်မယ်လို့ယုံကြည်တာရဲ့ကြောင့်ခန့်အပ်ခဲ့ခြင်းသာဖြစ်ပါတယ်။ဥပမာမြင်သာအောင်ပြောရမယ်ဆိုရင်ဦးတန်းရွှေဆိုရင်လဲ2010ရွေးကောက်ပွဲမှာသူတို့စိတ်ကြိုက်လှုပ်လို့ရအောင်အတွက်စစ်ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့စစ်ဥပဒေအရာရှိချုပ်ဟောင်းဗိုလ်ချုပ်ဟောင်းသိန်းစိုးကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။ဦးသိန်းစိန်ရဲ့ကြံ့ခိုင်ရေးပါတီအစိုးရကလည်းသူတို့ရဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရာထူးကိုဦးသိန်းစိန်နဲ့တပတ်စင်နဲ့တငယ်ချင်းဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးတင်အေးကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးတင်အေးဟာကြံ့ခိုင်ရေးပါတီဗဟိုအလုံးမှုဆောင်တယောက်လည်းဖြစ်ပါတယ်။သမ္မတဦးသိန်းစိန်နဲ့ UEC ဥက္ကဋ္ဌဦးတင်အေးတို့ဟာကျင့်ဝတ်တွေကိုချိုးဖောက်ပြီးဦးသိန်းစိန်အုပ်ချုပ်တဲ့9နှစ်အတွင်းမှာတပူးပူးတွဲရှိခဲ့ကြပါတယ်။ UEC ဥက္ကဋ္ဌဦးတင်အေးဟာသမ္မတဦးသိန်းစိန်ရဲ့ပြည်တွင်းပြည်ပခရီးစဉ်တွေကိုအတူလိုက်ပါပြီးတပူးပူးတွဲရှိနေတဲ့အတွက်ထိုစဉ်ကမီဒီယာတွေကအပြင်းအထန်ဝေဖန်ထောက်ပြခဲ့ကြပါတယ်။ဒါကတော့မြန်မာတန်တော်စစ်ဂျာနယ်ရဲ့ထိုစဉ်ကဝေဖန်ထောက်ပြချက်ပဲဖြစ်ပါတယ်။ဒါကတော့11မီဒီယာကထိုစဉ်ကဝေဖန်ထောက်ပြခဲ့တဲ့သတင်းမှတ်တမ်းပဲဖြစ်ပါတယ်။ဒီသတင်းဆောင်းပါးထဲမှာရေးထားတာကသမ္မတကြီးဦးသိန်းစိန်နဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးတို့သည်လက်ရှိအာဏာရပြည်ခိုင်ဖြိုးပါတီ၏ထိပ်ပိုင်းရာထူးကိုရယူထားသူများဖြစ်ပြီးစစ်တပ်ကသို့အပတ်စဉ်9မှဆင်းသက်ခဲ့ကြသူများလည်းဖြစ်သည်မြန်မာတန်တော်ဆင့်ဂျာနယ်ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပါတီနိုင်ငံရေးကင်းရှင်းဖို့ဟူသောသတင်းဆောင်မ၌2010ရွေးကောက်ပွဲတွင်ကြံ့ခိုင်ရေးပါတီ၏လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ခဲ့သောပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးသည်အာဏာရကြံ့ခိုင်ရေးပါတီ၏အခမ်းအနားသို့တက်ရောက်လာခဲ့ရုံမျှမကကြံ့ခိုင်ရေးပါတီအစိုးရသမ္မတဦးသိန်းစိန်၏တိုင်ကန်လှည့်လည်မှုများနောက်သို့လိုက်ပါ၍တော်လာနေသည်မှာရခင်1990ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးဦးပတေး၏အာဏာရအစိုးရနှင့်နိုင်ငံရေးပါတီတို့အပေါ်မှန်တမ်းများသာဆက်ဆံခဲ့ပုံနှင့်များစွာခွာခြားနေပေတော့သည်ဟုရေးသားထားခြင်းဖြစ်ပါတယ်။သမ္မတဦးသိန်းစိန်နဲ့ UEC ဥက္ကဋ္ဌဦးတင်အေးတို့ဟာအဲ့ဒီလိုကျင့်ဝတ်တွေချိုးဖောက်ပြီးတပူးပူးတွဲနေခဲ့ကြတဲ့အပြင်
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးဟာကြံ့ခိုင်ရေးပါတီရဲ့ညီလာခံတွေအစည်းအဝေးတွေကိုတော့တက်ရောက်ခဲ့ပါတယ်။ဒါကတော့အဲ့ဒီအချိန်ကကြံ့ခိုင်ရေးပါတီညီလာခံကိုတက်ရောက်ခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးတင်အေးကိုကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်တဲ့ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ဒူရဦးရွှေမန်းဦးထေးဦးတို့ကလက်ဆွဲနှုတ်ဆက်နေတဲ့ပုံဖြစ်ပါတယ်။ NLD အစိုးရကတော့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရာထူးကိုဦးသိန်းစိန်နဲ့မင်းအောင်လှိုင်တို့လိုကိုလူကိုခန့်တာမျိုးမလုပ်ဘဲနဲ့ကြံ့ခိုင်ရေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟောင်းဦးလှသိန်းကိုသာခန့်အပ်ခဲ့တယ်လို့ NLD အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ဟာတပူးပူးတွဲတွဲပေါင်းသင်းတာမျိုးမရှိဘဲကိုစီကန်းပေါင်တွင်းကသာကိုလုတ်ခဲ့ကြတာဖြစ်ပါတယ်။ AA နဲ့မင်းအောင်လှိုင်စစ်တပ်ရဲ့ကန့်ကွက်မှုကြောင့်ရခိုင်ပြည်နယ်ကမြို့နယ်တချို့မှာရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တာနဲ့ပတ်သက်ပြီးတော့တမနာကြီးဦးဝင်းမြင့်ကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုခေါ်ယူတွေ့ဆုံကအစီအပြေတဲ့အချိန်ရောက်ရင်ရခိုင်မှာရွေးကောက်ပွဲကိုအမြန်ဆုံးပြန်လည်ကျင်းပဖို့ခေါ်ယူတွေ့ဆုံတိုက်တွန်းခဲ့တာမျိုးပဲရှိပါတယ်။ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းအပြင် NLD အစိုးရကခန့်အပ်ခဲ့တဲ့တချို့သောရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေဟာလည်းစစ်ဗိုလ်ဟောင်းတွေနဲ့ကြံ့ခိုင်လူဟောင်းတွေပဲဖြစ်ပါတယ်။စစ်တပ်တောက်ကန်သူစောက်ဘောတွေဆဲဆူခဲ့ကြတဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်ဆိုတာစစ်တပ်နဲ့ကြံ့ခိုင်ရေးအစိုးရဘက်ကလူဟောင်းပဲဖြစ်ပါတယ်။ဦးမြင့်နိုင်ဟာဦးတန်းရွှေစစ်အစိုးရလက်ထက်မှာကောဦးသိန်းစိန်အစိုးရလက်ထက်မှာကောဒုတိယရှေ့နေချုပ်တာဝန်ကိုထမ်းဆောင်ခဲ့သူဖြစ်ပြီးတော့ဦးသိန်းစိန်အစိုးရလက်ထက်မှာပဲရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဖြစ်ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ဦးသိန်းစိန်အစိုးရကသူ့ကိုဝဏ္ဏကျော်တင်ဘွဲ့ချီးမြှင့်ခဲ့ပါတယ်။လွန်ခဲ့တဲ့လကမှမဲအောင်လှိုင်ကဦးမြင့်နိုင်တန်ကဦးသိန်းစိန်ပေးခဲ့တဲ့ဝဏ္ဏကျော်တင်ဘွဲ့ကိုပြန်လည်ရုပ်သိမ်းခဲ့တာပဲဖြစ်ပါတယ်။ NLD အစိုးရဟာအဲ့ဒီလိုကြံ့ခိုင်ရေးလူဟောင်းဖြစ်တဲ့ဦးမြင့်နိုင်ကိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဖြစ်ဆက်လက်ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နောက်တစ်ဦးဖြစ်တဲ့ဦးအောင်မြင့်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းစစ်ဘက်ကအသွင်ပြောင်းလာတဲ့ဗိုလ်မှူးကြီးဟောင်းတစ်ယောက်ပဲဖြစ်တယ်လို့2010စစ်အစိုးရလက်ထက်ကလေးကရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဖြစ်ခဲ့တဲ့သူဖြစ်ပါတယ်။ NLD အစိုးရကသူ့ကိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဖြစ်ဆက်လက်ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့2010ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်စာရင်းပဲဖြစ်ပါတယ်။ဒါကတော့2017မှာဦးသိန်းစိန်အစိုးရကခန့်အပ်ခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်စာရင်းပဲဖြစ်ပါတယ်။ဒါကတော့ NLD အစိုးရကခန့်အပ်ခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်စာရင်းပဲဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအပါအဝင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တချို့ကိုဦးသိန်းစိန်အစိုးရလက်ထက်ကလူဟောင်းတွေကိုပဲပြန်လည်ခန့်အပ်ခဲ့တာကိုကြည်ချင်းအဖြစ် NLD အစိုးရဟာမဲခိုးဖို့ရည်ရွယ်ချက်မရှိခဲ့သလိုမဲခိုးလို့လည်းမရနိုင်ဘူးဆိုတာကိုလူလိုစဉ်းစားတတ်ရင်အခိုင်အမာမြင်ရပါလိမ့်မယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရဟာမဲခိုးဖို့ရည်ရွယ်ချက်မရှိတဲ့အတွက်သူတို့ရဲ့လူယုံမဟုတ်တဲ့အခြားလူတစ်ယောက်ကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့တာဖြစ်ပေမဲ့မဲအောင်လှိုင်ကတော့သူလက်ရှိအုပ်ချုပ်နေတဲ့9နှစ်အတွင်းမှာရွေးကောက်ပွဲရလဒ်ကိုသူစိတ်တိုင်းကျပုံဖော်နိုင်စေဖို့အတွက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်သူ့ရဲ့တပည့်စစ်ဗိုလ်ချုပ်3ယောက်ကိုအမျိုးမျိုးပြောင်းလဲခန့်အပ်ခဲ့တာကိုတွေ့ရပါလိမ့်မယ်။မဲအောင်လှိုင်ပထမဆုံးခန့်အပ်ခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကစစ်ဗိုလ်ချုပ်ဟောင်းဗိုလ်ချုပ်သိန်းစိုးပဲဖြစ်ပါတယ်။သိန်းစိုးဟာဦးတန်းရွှေရဲ့2010ရွေးကောက်ပွဲမှာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။သိန်းစိုးကိုစိတ်တိုင်းမကြလို့အနားပေးလိုက်ပြီးတော့စစ်ဗိုလ်ချုပ်ဟောင်းကိုဆိုတဲ့သူကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်မဲအောင်လှိုင်ကထပ်မံခန့်အပ်ခဲ့ပါတယ်။ NLD ပါတီကိုမဲခိုးပါတယ်ဆိုပြီးတော့ဇုတ်ကလေးကချစ်လောက်ခဲ့ကြတဲ့ဇလန်းမှာပါဝင်လှုပ်ဆောင်ပေးခဲ့ပေမဲ့အနားပေးခံလိုက်ရတဲ့အတွက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းသိန်းစိုးဟာ
မင်းအွန်လိုင်းကိုတော်တော်စိတ်ဆိုးခဲ့ပုံရှိပါတယ်မင်းအွန်လိုင်းကသူ့ကိုနှစ်သိမ့်တဲ့အနေနဲ့ပေးတဲ့တီတီပြန်ချီပွဲကိုတော့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းသိန်းစိုးကစုတက်ရောက်ယူတာမျိုးမလုပ်ခဲ့ပါဘူးစစ်ကောင်စီကတီတီပြန်ချီစုတစိတ်ကိုသိန်းစိုးရဲ့အိမ်အထိသွားရောက်ချီးမြှင့်ခဲ့ရတာပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့သတင်းစာတွေမှာတော့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းသိန်းစိုးဟာကျမ်းမာရေးမကောင်းလို့စုတစိတ်ပေးရပွဲအခမ်းအနားကိုမတက်ရောက်နိုင်တာဖြစ်ကြောင်းဖာထေးခဲ့ပေမဲ့သူ့ရဲ့အိမ်မှာစုတစိတ်ကိုလက်ခံနေတဲ့သိန်းစိုးရဲ့ပုံကကျမ်းမာရေးကောင်းမွန်နေတဲ့ပုံစံရှိနေတာကိုတွေ့ရပါလိမ့်မယ်။မင်းအွန်လိုင်းကိုတော်တော်စိတ်ဆိုးခဲ့ပုံရှိပြီးမတက်တာလို့သာစုကိုလက်ခံယူနေတဲ့ပုံစံကိုလည်းတွေ့ရပါလိမ့်မယ်။အဲဒီလိုသိန်းစိုးကိုအနာပေးပြီးစစ်ဗိုလ်ချုပ်ဟောင်းကိုကိုဆိုသူကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်မင်းအွန်လိုင်းကတတ်မှန်ခန့်အပ်ခဲ့ပေမဲ့ကိုကိုဆိုတဲ့ကောင်ကိုလည်းစိတ်တိုင်းမကျတဲ့အတွက်မင်းအွန်လိုင်းကသူ့ရဲ့နောက်ထပ်တပည့်တစ်ယောက်ဖြစ်သူဗိုလ်ချုပ်တန်းစိုးကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်တတ်မှန်ခန့်အပ်ခဲ့ပြန်ပါတယ်။ဗိုလ်ချုပ်တန်းစိုးဆိုတဲ့ကောင်ဟာ NLD အစိုးရလက်ထက်မှာအမျိုးသားလွှတ်တော်တပ်မတော်သားကိုယ်စားလှယ်အဖွဲ့ရဲ့ခေါင်းဆောင်ပဲဖြစ်ပါတယ်။တန်းစိုးဟာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဘဝမှာမီဒီယာတွေကိုလွှတ်တော်အတွင်းသတင်းရယူခွင့်ကိုပိတ်ပင်ဖို့လွှတ်တော်ဥက္ကဋ္ဌကိုတိုင်ကြားခဲ့တဲ့သူလည်းဖြစ်ပါတယ်။သတင်းမီဒီယာသမားတွေကဥပဒေနဲ့မညီတဲ့ပြုလုပ်မှုတွေကြောင့်ကိုယ်စားလှယ်တွေဟာစိတ်ညှို့ညင်တာနိုင်ငံသားတို့ရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုလုံခြုံမှုကိုအနှောက်အယှက်ဖြစ်တာလူကုန်တိတ်ခထိခိုက်တာစတော်တွေကြောင့်ဆိုပြီးအဲ့ဒီစာမှာပါရှိပါတယ်။ဒါအပြင်ပြည်သူနဲ့လွတ်တော်ကိုယ်စားလှယ်တွေအကြားအထင်မှားအမြင်မှားဖြစ်စေတဲ့လွတ်တော်ရဲ့ဂုဏ်သိက္ခထိခိုက်စေတဲ့ရေးသားတင်ပြမှုမျိုးမရှိစေဖို့လိုအပ်သလိုရေးယူဆောင်ရွက်ပေးဖို့ဆိုပြီးလဲပါရှိပါတယ်။တိုင်ကြားခဲ့ရတဲ့အကြောင်းကတော့လွတ်တော်ကိုယ်စားလှယ်စစ်ဗိုလ်တယောက်ဟာသူ့ရဲ့ဘေးမှာရှိနေတဲ့ခွေယူထားတဲ့စစ်ဗိုလ်တယောက်ရဲ့မဲကလုတ်ကိုပါနှိပ်နေတာကိုမီဒီယာတွေကမြင်တွေ့သွားပြီးတော့ဓာတ်ပုံရိုက်ကူးတက်ခဲ့တဲ့အတွက်စစ်ဗိုလ်ချုပ်သိန်းစိုးကလွတ်တော်ဥက္ကဋ္ဌကိုမီဒီယာတွေကိုတင်းရယူခွင့်ပိတ်ပင်ဖို့တိုင်ကြားခဲ့တာပဲဖြစ်ပါတယ်။အတိတ်ဘယ်ကတော့သူတို့မဲခိုးနေတာကိုမီဒီယာတွေကမြင်တွေ့ပြီးတော့ပေါ်ပြလိုက်တဲ့အတွက်အဆက်ကွဲပြီးတော့နောက်မှာသူတို့မဲခိုးတာကိုဘယ်သူမှမမြင်ရအောင်မီဒီယာတွေကိုပိတ်ပင်ဖို့လွတ်တော်ဥက္ကဋ္ဌကိုတိုက်တွန်းခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်အမျိုးသားလွတ်တော်စစ်တပ်ကိုယ်စားလှယ်ဗိုလ်ချုပ်တန်းစိုးဆိုတဲ့ကောင်ဟာပျော်ပွဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဗိုလ်မှူးဟောင်းအောင်ထွန်းဖြူနဲ့အတူပျော်ပွဲမြို့နယ်တင်းရွာကြီးရွာကိုတွားရောက်ပြီးတော့ကြီးရွာပြည်သူများကို NLD အစိုးရကအဲဇရင်ဥပဒေကိုဖျက်သိမ်းလိုက်တဲ့အတွက်မုတ်စိတ်နဲ့ကလားများဝင်ကျင်လိုဝင်နေကြကြောင်းဆိုပြီးအစိုးရကိုအတရေပြတ်ပြောဆိုတာတွေကိုလုပ်ခဲ့တဲ့အတွက်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်ချုပ်တန်းစိုးနဲ့သူ့ရဲ့တပည့်ဖြစ်သူပျော်ပွဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်တဲ့ဗိုလ်မှူးဟောင်းအောင်ထွန်းဖြူတို့ကိုရွေးကောက်ပွဲကော်မရှင်ကိုတိုင်ကြားခဲ့မှုပါတယ်ဗိုလ်ချုပ်တန်းစိုးဆိုတာအဲ့ဒီအချိန်ကလေးကမဲခိုးတာတွေကလင်ကကျစ်ပြောဆိုတာတွေကိုလှုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်အဲ့ဒီကောင်ကိုမဲအွန်လိုင်းကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်ဗိုလ်ချုပ်တန်းစိုးဆိုတဲ့ကောင်အပြင်စစ်ဥပဒေချုပ်ရုံးကဗိုလ်မှူးကြီးတွေဗိုလ်မှူးချုပ်တွေကိုလည်းမဲအွန်လိုင်းကရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေဖြစ်ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီလိုကောင်လေးစစ်ဗိုလ်ချုပ်တွေကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေဖြစ်ခန့်အပ်ထားတဲ့ကောင်တွေက NLD ရဲ့လူယုံမဟုတ်တဲ့သူတွေကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်ခန့်အပ်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်အစိုးရကိုမဲခိုးဖို့စ조사ခဲ့တယ်လို့ဆွဆွဲပြောဆိုနေကြတာတွေဟာသူတို့တမ်းမှာယာရုတွေအပွင့်ခတ်နေတာရှိပြီးတော့စောက်ရှက်တဲ့ဂုံတိတ်ကာကအပြားမှမရှိတဲ့ခေါင်းတွေမှုတာပဲဖြစ်ပါတယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရအနေနဲ့မဲခိုးဖို့မဖြစ်နိုင်တဲ့ဒုတိယအချက်ကတော့မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှာတာဝန်ထမ်းဆောင်နေကြတဲ့ဦးစီးရာရှိလက်တောင်ညွှန်ကြားရေးမှူးဒုညွှန်မှူးညွှန်မှူးညွှန်ချုပ်အတွင်းဝင်အားလုံးရဲ့90%ဟာစစ်တပ်ကနေပြောင်းရွှေ့လာတဲ့မိုးကျရွှေကိုစစ်ဗိုလ်တွေပဲဆိုတဲ့
ထောက်ထားပဲဖြစ်ပါတယ်။တိုင်းနဲ့ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအားလုံးနှိပါဟာလည်းစစ်တပ်ကနေပြောင်းရွှေ့လာတဲ့မိုးကြရွှေကိုစစ်ပူဟောင်းနေကြီးပဲဖြစ်ပါတယ်။ဦးတန်းရွှေရဲ့နတ်အဖစစ်အစိုးရဟာကျန်းဖို့အစိုးရကိုအာဏာလွှဲပေးဖို့လုပ်တဲ့2010ကာလမှာပဲကကနလို့ခေါ်တဲ့ကာကွယ်ရေးဝန်ကြီးဌာနကနေဗိုလ်ကြီးဗိုလ်မှူးဒုတိယဗိုလ်မှူးကြီးအစရှိတဲ့စစ်ဗိုလ်ပေါင်း2800ကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့အခြားသောအရပ်ဘက်ဝန်ကြီးဌာနအားလုံးကိုပြောင်းရွှေ့ပို့ဆောင်ခဲ့ပါတယ်။ဒီရွယ်ချက်ကတော့နောက်တက်လာမဲ့အစိုးရအဆက်ဆက်ရဲ့အုပ်ချုပ်ရေးရန်ရာကိုစစ်တပ်ကပဲကြုတ်ကင်ထားလို့ရအောင်စစ်ဗိုလ်တွေကိုရွေးကောက်ပွဲကော်မရှင်အပါအဝင်ဝန်ကြီးဌာနအသီးသီးကိုကြိုတင်ပြောင်းရွှေ့ပြီးတော့နေရာယူစေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုပြောင်းရွှေ့ခဲ့ကြတဲ့စစ်တပ်အရာရှိ2800ကျော်ထဲမှာရွေးကောက်ပွဲကော်မရှင်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တဲ့ဗိုလ်မှူးပူကြီးအယောက်300နီးပါးရှိပါတယ်။ထို့စဉ်ကမီဒီယာများမပေါ်ပေါက်သေးသလိုသတင်းစာလွတ်လပ်ခွင့်လည်းမရှိသေးတဲ့အတွက်ဒီသတင်းတွေဟာအပြင်ကိုမရောက်ခဲ့တာပဲဖြစ်ပါတယ်။ဦးသိန်းစိန်ရဲ့ကြက်ခံရေးအစိုးရတက်လာချိန်မှာလဲစစ်ဗိုလ်ပေါင်းများစွာကိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကိုပြောင်းရွှေ့ခေါ်ယူခဲ့ပါတယ်။ဒါကတော့ဦးသိန်းစိန်လက်ထက်2013ခုနှစ်ဒီဇင်ဘာ3ရက်နေ့မှာစစ်တပ်အရာရှိဗိုလ်မှူးအယောက်90ကိုစစ်တပ်ကနေရွေးကောက်ပွဲကော်မရှင်ကိုပြောင်းရွှေ့တန်းဆောင်ဖို့ထုတ်ပြန်ခဲ့တဲ့အမိန့်ကြော်ညာစာအမှတ်40/2013ပဲဖြစ်ပါတယ်။ကာကွယ်ဦးစီးချုပ်ရုံးကြီးစစ်ရာထူးခန့်ချုပ်ရုံး၏2013ခုနှစ်နိုဝင်ဘာလ17ရက်နေ့နေ့စွဲပါစာအမှတ်19ရာထူး73/2ဖြင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတို့လွှဲပြောင်းအမှုတန်းဆောင်ခွင့်ပြုခဲ့သောအောက်ဖော်ပြပါတပ်မတော်ရရှိများအားပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်30/2012မှသဘောတူခွင့်ပြုထားသည့်ဖွဲ့စည်းပုံအရပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးလက်အောက်ခံရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးအဆင့်ဆင့်တို့တွင်လက်လျက်ရှိသောလက်ထောက်ညွှန်ကြားရေးမှူးရာထူးနေရာများ၌2013ခုနှစ်ဒီဇင်ဘာလ2ရက်နေ့နံနက်ပိုင်းမှစ၍ခန့်ထားလိုက်သည်ဟုထုတ်ပြန်ထားတာတွေ့ရပါတယ်။ဒါကတော့စစ်တပ်ကဗိုလ်ကြီး3ယောက်ကိုရွေးကောက်ပွဲကော်မရှင်ကိုပြောင်းရွှေ့ခဲ့တဲ့အမိန့်ကြော်ညာစာဖြစ်ပါတယ်။အမိန့်ကြော်ညာစာအမှတ်48/2013ဖြစ်ပါတယ်။အောက်ဖော်ပြပါတပ်မတော်အရာရှိများအားပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်30/2012မှသဘောတူခွင့်ပြုထားသည့်ဖွဲ့စည်းပုံအရပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးလက်အောက်ခံရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင်လက်လျက်ရှိသောဦးစီးအရာရှိရာထူးနေရာများ၌2013ခုနှစ်ဒီဇင်ဘာလ2ရက်နေ့နံနက်ပိုင်းမှစ၍ခန့်ထားလိုက်သည်ဟုထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါကတော့ NLD အစိုးရလက်ထက်မှာမဲအွန်လိုင်းကသူ့ရဲ့စစ်ဗိုလ်104ယောက်ကိုရွေးကောက်ပွဲကော်မရှင်ကိုထပ်မံပြောင်းရွှေ့ခဲ့တဲ့သတင်းမှတ်တမ်းပဲဖြစ်ပါတယ်။2016ဖေဖော်ဝါရီ12ရက်နေ့ကသတင်းဖြစ်ပါတယ်။တပ်မတော်အရာရှိများကိုတည်ရဲရေးနဲ့ရွေးကောက်ပွဲကော်မရှင်တွင်အများဆုံးပြောင်းရွှေ့ခန့်အပ်ခဲ့ဟုရေးသားထားတာဖြစ်ပါတယ်။တပ်မတော်သားအရာရှိများကိုပြီးခဲ့တဲ့2နှစ်ခွဲကာလအတွင်းဝန်ကြီးဌာနအဖွဲ့အစည်း40တို့ပြောင်းရွှေ့ခန့်ထားခဲ့ပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ပြည်ထရေးဝန်ကြီးဌာနတွင်အများဆုံးခန့်အပ်ခဲ့ကြောင်းသိရသည်။ယနေ့အချိန်ထိ2နှစ်ခွဲကာလအတွင်းဝန်ကြီးဌာနနဲ့အဖွဲ့အစည်း40တို့စုစုပေါင်းတပ်မတော်ရရှိ942ဦးကိုဌာနပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ရေးစစ်စစ်ညှိနှိုင်းတင်ပြဆောင်ရွက်ပေးခဲ့သည်ဟုဝန်ထမ်းရွေးချယ်လက်ချေရေးဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၏ဖိကြားချက်တွင်ပါရှိသည်ခန့်အပ်ခဲ့သည့်တပ်မတော်ရရှိ942ဦးအနက်ပြည်ထရေးဝန်ကြီးဌာနတွင်တပ်မတော်အရာရှိ184ဦးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင်တပ်မတော်သားအရာရှိ104ဦးနှင့်နေပြည်တော်စီပင်သာယာရေးကော်မတီတွင်26ဦးဖြင့်အများဆုံးခန့်အပ်ခဲ့ခြင်းဖြစ်သည်ဆိုတဲ့သတင်းမှတ်တမ်းပဲဖြစ်ပါတယ်။ဒါကတော့2014မှာစစ်တပ်အရာရှိ62ဦးကိုရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေမှာခန့်အပ်ခဲ့တဲ့သတင်းဖြစ်ပါတယ်။ဒါကတော့2014အတွင်းမှာပဲစစ်တပ်အရာရှိ100နီးပါးကိုတိုင်းခရိုင်မြို့နယ်အဆင့်ဆင့်တို့ရှိ
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအဖြစ်ခန့်အပ်ခဲ့တဲ့ဆိုတဲ့ဒိုစင်ကသတင်းမှတ်တမ်းတစ်ခုပဲဖြစ်ပါတယ်။ဒါကတော့ NLD အစိုးရအုပ်ချုပ်နေတဲ့ကာလအတွင်းမှာတော့မဲအွန်လိုင်းကကာကွယ်ရေးဝန်ကြီးဌာနကနေအရက်ပတ်ဌာနတွေကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့တဲ့စစ်တပ်အရာရှိ80ကျော်ရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒါကတော့2019မှာစစ်တပ်အရာရှိ66ဦးဟာရွေးကောက်ပွဲကော်မရှင်ကိုပြောင်းရွှေ့ခဲ့ကြတယ်ဆိုတဲ့သတင်းမှတ်တမ်းပဲဖြစ်ပါတယ်။ဒါတွေကိုကြည့်ရင် NLD ဟာမဲခိုးခဲ့သလားမခိုးခဲ့ဘူးလားဆိုတာနဲ့မဲခိုးလို့ရနိုင်လားမရနိုင်ဘူးလားဆိုတာကိုမြင်နိုင်ပါလိမ့်မယ်။ရွေးကောက်ပွဲကော်မရှင်ရဲ့အဓိကယာရုတွေမှာစစ်ဗိုလ်တွေပဲရှိနေတဲ့ရွေးကောက်ပွဲကော်မရှင်ကို NLD ကမဲခိုးဖို့ညွှန်ကြားခဲ့တယ်လို့ဆွဆွဲရင်အဲ့ဒီလိုဆွဆွဲတဲ့ကောင်ကအရှက်သိက္ခာဘာမှမရှိတဲ့ကောင်မို့လို့ဖြစ်ပါလိမ့်မယ်။အဲ့ဒီလိုဆွဆွဲတာကိုယုံကြည်နေတဲ့ကောင်တွေဆိုတာကလည်းဘာမှစဉ်းစားဉာဏ်မရှိတဲ့စောက်ပေါ်တွေမို့လို့သာဖြစ်ပါလိမ့်မယ်။စစ်တပ်အရာရှိတွေပဲအဓိကတည်ရှိနေတဲ့ရွေးကောက်ပွဲကော်မရှင်ကိုကြောတောက်နောက်ကန်ထားပြီးတော့ NLD ကမဲခိုးခဲ့တယ်ဆိုတာကိုယုံကြည်လက်ခံနေရင်လည်းအဲ့ဒီလိုလူတွေဟာလူစဉ်းစားတတ်တဲ့အသိဉာဏ်မရှိဘဲနဲ့လမ်းဘေးခွေးတကောင်ရဲ့ဉာဏ်ရည်လောက်သာရှိနေလို့ဖြစ်ပါလိမ့်မယ်။ရခဲလာတဲ့လူဘဝမှာလူလိုစဉ်းစားဆင်ခြင်တတ်တဲ့လူအုံနောက်ကိုပိုင်ဆိုင်ထားတဲ့သူတွေဆိုရင်တော့မိုးကြရွှေကိုစစ်ဗိုလ်တွေပဲရှိနေတဲ့ရွေးကောက်ပွဲကော်မရှင်ဖြစ်နေတာဖြစ်တဲ့အတွက် NLD ဟာဘယ်လို့မှမဲခိုးလို့မရနိုင်ဘူးဆိုတာကိုလူအသိဉာဏ်နဲ့တွေးတတ်ကြပါလိမ့်မယ်။လူပိသားတဲ့အုံနောက်ဉာဏ်နဲ့စဉ်းစားတတ်မယ်ဆိုရင်ပါတီအစိုးရတရက်ဟာမဲခိုးတော့မယ်ဆိုရင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌယာတို့နဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ယာတို့တွေမှာသူ့ရဲ့အနိကလူယုံတွေကိုပဲခန့်အပ်ရမှာပဲဖြစ်ပါတယ်။အဲ့ဒါပြင်ရွေးကောက်ပွဲကော်မရှင်ရဲ့အဓိကကျတဲ့ယာတို့တွေဖြစ်တဲ့ဦးစီးအရာရှိလက်ထောက်ညွှန်ကြားရေးမှူးညွှန်ချုပ်ယာတို့တွေမှာလည်းသူတို့ရဲ့လူတွေသူတို့ရဲ့ပါတီဝင်တွေကိုပဲခန့်အပ်မှမဲခိုးလို့ရမှာပဲဖြစ်ပါတယ်။ရက်ကြီးအဆင့်နဲ့မဲခိုးလို့မရပါဘူး။ရက်ကြီးဆိုတာရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းထဲမှာဘာလုပ်ပိုင်ခွင့်အာဏာမှမရှိတဲ့အောက်ဆုံးကအဖွဲ့လေးတာဖြစ်ပြီးတော့တိုင်းခရိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌစစ်ဗိုလ်တွေရဲ့ညွှန်ကြားချက်အတိုင်းပဲလှုပ်ဆောင်ရတဲ့သူတွေပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ပါတီအစိုးရတရက်ဟာရွေးကောက်ပွဲမှာမဲခိုးဖို့စူးစမ်းခြင်းနဲ့ဆိုရင်သူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုဝေဖန်ထောက်ပြမဲ့သူတွေမီဒီယာတွေပြိုင်ဘက်ပါတီတွေကိုဖိနှိပ်နိုင်ဖို့လိုအပ်ပါတယ်။အဲ့ဒီလိုဖိနှိပ်နိုင်ဖို့အတွက်စစ်တပ်ရဲအဖွဲ့နဲ့ထောက်လှမ်းရေးအဖွဲ့တွေကိုသူတို့ရဲ့ကပိုက်ဆောင်တပ်တွေဖြစ်အစိုးရရဲ့လက်အောက်မှာပဲအပြည့်အဝရှိနေမှလုပ်လို့ရမှာပဲဖြစ်ပါတယ်။2008အခြေခံဥပဒေဟာစစ်တပ်ကိုပဲအဓိကအာဏာအပ်နှင်းထားတဲ့ဥပဒေဖြစ်ပါတယ်။ကာကွယ်ရေးပြည်ထရေးနယ်စပ်ရေးရာအားလုံးကိုစစ်တပ်ကပဲချုပ်ကင်ထားတဲ့အပြင်ဝန်ကြီးဌာနအားလုံးမှာလည်းဝကြရွှေကိုစစ်ဗိုလ်တွေကိုပဲအဓိကယာတို့တွေပေးအပ်ခွင့်ရှိနေတဲ့အခြေခံဥပဒေဖြစ်ပါတယ်။အမျိုးသားထောက်လှမ်းရေးစစ်ထောက်လှမ်းရေးရဲထောက်လှမ်းရေးစသုံးလုံးအစရှိတဲ့ထောက်လှမ်းရေးအဖွဲ့တွေကိုလည်းစစ်တပ်ကပဲချုပ်ကင်ခွင့်ရှိနေတဲ့အခြေခံဥပဒေပဲဖြစ်ပါတယ်။ပါတီတရက်ဟာရွေးကောက်ပွဲရလဒ်ကိုလူချင်းသလိုပုံဖော်ပြီးတော့မဲခိုးဖို့စူးစမ်းမယ်ဆိုရင်မဲခိုးဖို့စူးစမ်းခြင်းနဲ့ဆိုရင်စစ်တပ်ရဲနဲ့ထောက်လှမ်းရေးအဖွဲ့တွေကိုသူတို့ရဲ့ကိုယ်ပိုင်တပ်တဲ့ပွဲကိုယ်ပိုင်လက်ကင်တုံးဖြစ်အတုံးချခွင့်ရှိမှသာအတိုက်ခံပါတီတွေကိုဖျက်သိမ်းဖမ်းဆီးပြီးမဲရလဒ်ကိုလိုချင်တဲ့ရလဒ်ဖြစ်အောင်လုပ်လို့ရမှာပဲဖြစ်ပါတယ်။မြင်သာအောင်ပြောရရင်လက်ရှိအချိန်မှာမဲအွန်လိုင်းလုပ်နေတယ်လို့မျိုးပါပဲ။စစ်တပ်ရဲဖွဲ့နဲ့ထောက်လှမ်းရေးဖွဲ့အားလုံးဟာသူ့ရဲ့ကပိုက်ဆောင်လက်ကင်တုပ်တွေဖြစ်နေတဲ့အတွက်ဒီရွေးကောက်ပွဲမှာကြန့်ခိုင်ရေးပါတီပဲအဓိကအနိုင်ရစေမဲ့ရွေးကောက်ပွဲစနစ်ကိုကျင့်သုံးတာတွေကြန့်ခိုင်ရေးပါတီကိုပဲအနိုင်ရစေမဲ့ရွေးကောက်ပွဲဥပဒေတွေကိုပြဋ္ဌာန်းတာတွေကြန့်ခိုင်ရေးပါတီကိုပဲအဓိကအနိုင်ရစေမဲ့ရွေးကောက်ပွဲနယ်မြေသတ်မှတ်တာတွေသူတို့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ NLD ပါတီကိုဝင်ပြိုင်လို့မရအောင်ဖိနှိပ်ထားတာတွေ NLD ခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချထားတာတွေသူတို့နဲ့အဓိကပြိုင်ဘက်ဖြစ်လာနိုင်တဲ့ FTF ပါတီကိုစောစောစီးစီးဖြတ်သိမ်းပစ်တာတွေ
သူလှုပ်ချင်ရလှုပ်နေတာကိုဘယ်သူမှဝေဖန်လို့မရအောင်ချင်းချောက်နေတာတွေသူတို့ကိုဝေဖန်ရင်ရွေးကောက်ပွဲနှောင့်ယှက်မှုနဲ့ဖမ်းဆီးထောင်ချနေတာတွေဘယ်သူမှဘာမှမပြောရတာတွေကိုမျက်ဝါးတင်တင်တွေ့ရပါလိမ့်မယ်။မင်းအောင်လှိုင်ရဲ့စစ်ကောင်စီနဲ့မဟာမိတ်အဖြစ်ပေါင်းတင်နေတဲ့ရုရှား၊ဘယ်လာရုစ်၊ကမ္ဘောဒီးယားဆိုတဲ့နိုင်ငံတွေဆိုရင်လည်းအဲ့ဒီနိုင်ငံခေါင်းဆောင်တွေအဲ့ဒီနိုင်ငံကိုအုပ်ချုပ်နေတဲ့ပါတီတွေဟာစစ်တပ်ရဲဖွဲ့နဲ့တော်လှန်ရေးအဖွဲ့တွေကိုသူတို့ရဲ့ကပိုက်ဆောင်တပ်တွေအဖြစ်လှုပ်ထားပြီးမှအတိုက်ခံပါတီကိုဖျက်သိမ်းတာတွေအတိုက်ခံနိုင်ငံရေးသမားတွေကိုဖမ်းဆီးထောင်ချတာတွေဝေဖန်သူတွေကိုထောင်ချတာတွေလုပ်ပြီးမှရွေးကောက်ပွဲတွေမှာသူတို့ပဲအနိုင်ရအောင်လှုပ်ဆောင်နေကြတာကိုလည်းတွေ့ရပါလိမ့်မယ်။ဒါကြောင့်မို့2008အခြေခံဥပဒေလုတ်ပိုင်ခွင့်အရရွေးကောက်ပွဲရလဒ်ကိုလိုချင်တယ်လို့ပုံဖော်လို့ရပြီးမဲမတမာမှုလုပ်လို့ရတာကမြန်မာနိုင်ငံမှာစစ်တပ်နဲ့ကြံ့ဖို့ပါတီပဲရှိပါတယ်။2008အခြေခံဥပဒေအရလုတ်ပိုင်ခွင့်များစွာကိုစုပ်ကင်ထားပြီးတော့ရွေးကောက်ပွဲရလဒ်ကိုလိုချင်တယ်လို့ပုံဖော်နေတဲ့ကောင်တွေကမဲခိုးဖို့အတွက်ဘာမှလုတ်ပိုင်ခွင့်မရှိတဲ့ NLD အစိုးရကိုမဲခိုးပါတယ်လို့ပြောနေတာဟာစောက်ရှက်တစ်စက်မှမရှိချင်းကြောင့်ပါပဲဥပမာအနေနဲ့မြင်သာအောင်ပြောရမယ်ဆိုရင်ခြံကိန်းဝမှာကောအိမ်ရှိတကားကိန်းဝမှာကောအိမ်ခန်းအတွင်းမှာကောအိမ်ခန်းအတွင်းကမီးကန်တစ်တာထားတဲ့နေရာမှာကောစစ်တပ်အဆောက်တွေရှိနေတဲ့အခန်းတွေကမီးကန်တစ်တာတွေကရတနာတွေကိုခိုးဖို့ဆိုတာဘယ်လို့မှဖြစ်နိုင်မှာမဟုတ်တယ်လို့အဲ့ဒီလိုခြံတကားဝမှာကောအိမ်ရှိတကားဝမှာကောအိမ်ခန်းအတွင်းမှာကောရတနာတွေထားတဲ့အခန်းပေါက်ဝမှာကောမီးကန်တစ်တာဘေးမှာစစ်တပ်အဆောက်နေအများကြီးစောင့်နေတဲ့မီးကန်တစ်တာကိုခိုးဖို့ဘယ်သူကမှစဉ်းစားလိမ့်မယ်မဟုတ်ဘူးဆိုတာလူလိုစဉ်းစားကြည့်ရင်မြင်ရပါလိမ့်မယ်အဲ့ဒီလိုစစ်တပ်အဆောင်ပေါင်းများစွာအတက်ရှိနေတဲ့အမီးကန်တစ်တာကိုခိုးဖို့ဆိုရင်စစ်တပ်ကပဲလှုပ်လို့ရမယ်ဆိုတာတွေးကြည့်လို့ရပါတယ် NLD ဟာမဲခိုးဖို့ရည်ရွယ်ချက်လုံးဝမရှိခဲ့တဲ့အတွက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအရာတို့ကိုတော့သူတို့ရဲ့လူယုံမဟုတ်တဲ့သူကိုခန့်အပ်ခဲ့တာဖြစ်ပြီးတော့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖွဲ့ဝင်ရာတို့တွေမှာလည်းသူတို့ရဲ့လူယုံမဟုတ်တဲ့သူတွေကြံ့ခိုင်ရေးပါတီနဲ့ဆက်နွယ်တဲ့လူဟောင်းတွေကိုပဲဆက်လက်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်အစိုးရကမဲမခိုးခဲ့ကြောင်းပေါ်လွင်တဲ့သဒုဒ္ဒအချက်ဖြစ်တဲ့တပ်တွေထောက်ထားတွေကတော့2020ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ကြတဲ့ကြံ့ပေါ့ပါတီကကောင်တွေကိုယ်တိုင်ကအစပိုင်းမှာသူတို့ရှုံးနိမ့်ခဲ့တာမှန်ကန်ကြောင်းဝန်ခံခဲ့ကြတဲ့အထောက်အထားတွေပဲဖြစ်ပါတယ်။ဒါကတော့မိတ်တီလာမျိုးကြံ့ပေါ့ပါတီလွတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာမောင်သိန်းရဲ့ဝန်ခံချက်ပဲဖြစ်ပါတယ်။ဒေါက်တာမောင်သိန်းကအရှုံးနိုင်ကိုကျွန်တော်တို့ကလက်ခံပါတယ်။ဘဝမှာဒီလိုပါပဲ။လူတိုင်းဖြစ်တာတွေမဖြစ်တာတွေအများကြီးရှိခဲ့ပြီးအရှုံးနိုင်ဆိုတာရှိမှာပါပဲ။အယူသားဆုံးရှင်ပြိုင်ခဲ့ပါတယ်။အားပေးဝန်းရံသူအားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်။ရှေ့ဆက်ပြီးအန်ကယ်တို့ကပါတီ CEC လည်းဖြစ်တော့ပါတီလုပ်ငန်းတွေရောလုပ်တင်လုပ်ထိုက်တာတွေအားလုံးနိုင်ငံသားတယောက်အနေနဲ့ကိုကျွမ်းကျင်တဲ့ပညာရပ်နဲ့ရောပညာရေးအတွေ့အမြင်နဲ့ရောဆက်လက်ဆောင်ရွက်သွားပါမယ်ဟုဒီခံပြိုးပါတီမှဒေါက်တာမောင်သင်းကမြန်မာ Times Media ကိုပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့ဟိုတုန်းကစိမ့်ခဲ့တဲ့ပမာဏကအခုညီတဲ့ပမာဏဖြစ်သွားတယ်။အဲ့ဒါကဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီပေါ်မှာအချိန်ကနေပေးလာတဲ့သူတို့ရဲ့ဆန္ဒနဲ့ပေါင်းစုံတယ်လို့ထင်ပါတယ်။9နှစ်အတွင်းမှာပိုစဉ်းစားတက်တိလာတဲ့ဟာတွေကသူတို့မှာအခန်းရှိနေတဲ့အချိန်ရဲ့ကျွန်တော်တို့စီယုံရေးကာလဆိုတဲ့အပေါ်မှာအားလုံးပေါင်းစုံပြီး2020ရဲ့ရွေးကောက်ပွဲရလဒ်ဖြစ်လာတယ်လို့ကျွန်တော်ကဒီလိုပဲခံယူပါတယ်လို့ဒေါက်တာမောင်သင်းကပြောကြားခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ကြက်ခိုင်ရေးပါတီကနန္ဒာလှမြင့်ရဲ့ဝန်ခံချက်ပဲဖြစ်ပါတယ်။ရွေးကောက်ပွဲအွန်လိုင်းရေးအတွက်ကျွန်တော်နဲ့အတူ3လနေပါနေမအားညမနာကိုကြီးဆောင်ရွက်ပေးခဲ့ကြတဲ့မြို့နယ်ပါတီကော်မတီဝင်များရက်ကွက်ကြေးရွာအုပ်စုပါတီခေါင်းဆောင်များပါတီဝင်များပါတီဝင်မဟုတ်တော့လဲမြစ်တာပြည့်အဝန်းရံကူညီပေးခဲ့ကြတဲ့မိဘဆွေမျိုးမိတ်ဆွေတငယ်ချင်းများညီငယ်ညီမငယ်များအားလုံးကိုလေးနက်စွာဖြင့်ကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးရဲ့မျှော်လင့်ချက်ကိုရရှိအောင်မဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်။ဝမ်းနည်းစွာနဲ့တောင်းပန်ပါတယ်။အနိုင်ရရှိသွားကြသောကိုယ်စားလှယ်များအားလုံးကိုလည်းဝမ်းမြောက်ဂုဏ်ယူပါကြောင်းဖော်ပြအပ်ပါတယ်လို့ဒီခံပြိုးပါတီဗဟိုကော်မတီဝင်လက်ဖြစ်သူဒေါက်တာနန္ဒာလှမြင့်ကရေးသားခဲ့ပါတယ်။ဒေါက်တာနန္ဒာလှမြင့်ဟာ2020ရွေးကောက်ပွဲမှာရှမ်းပြည်နယ်ကလောမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ပင်ဝင်ရောက်ရှင်ပြိုင်ရာ
ထောက်ခံမဲ့3000ကျော်ရရှိတော့လဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ကိုယ်စားလှယ်လောင်းဒေါ်ပြုံးကေတီနိုင်ကမဲပေါင်း98,500ကျော်ဖြင့်နိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်လို့သတင်းဖော်ပြလာတာဖြစ်ပါတယ်။ဒါကတော့ ARD တိုင်းချမ်းခံရေးပါတီရဲ့ဝန်ခံချက်ပဲဖြစ်ပါတယ်။ ARD တိုင်းလုံးမှာရွေးကောက်ပွဲရှုံးနေတဲ့ရလဒ်ကိုလက်ခံတယ်လို့ပြောကြားခဲ့ပါတယ်။ဒါကတော့ကာစီမြို့နယ်ချမ်းခံရေးပါတီကိုယ်စားလှယ်လောင်းရဲ့ဝန်ခံချက်ဖြစ်ပါတယ်။သူရေးသားခဲ့တာကတော့ကာစီမြို့နယ်မှာလွှတ်တော်3ရက်လုံးရှုံးပါတယ်။အရှုံးကိုလက်ခံပါတယ်။သို့တော့တပ်ပတ်ပါတီညီရကြားရတဲ့အောင်ပွဲခံမှုအလုံးဒီပတ်ဝန်းကျင်လက်ခံနိုင်မှုပေါင်းကျော်လွန်လာသည့်အတွက် USDP ဝမ်တာအုပ်စုအောင်မြင်မှုအတွက်အောင်ပွဲခံခြင်းဖြစ်ပါတယ်လို့ရေးသားထားတာတွေ့ရပါတယ်။သူတို့ရှုံးခဲ့တာတော့ကခုန်နေကြတဲ့ပုံတွေကိုလည်းတွေ့ရပါတယ်။ဒါကတော့မရပူရမြို့နယ်ကြက်ခံရေးပါတီကိုယ်စားလှယ်လောင်းဇော်အောင်ထက်ရဲ့ဝန်ခံချက်ပဲဖြစ်ပါတယ်။သူရေးသားခဲ့တာကရွေးကောက်ပွဲတစ်ခုမှာအရှုံးနဲ့အနိုင်ဆိုတာရှိကြစမြဲပါ။ရွေးကောက်ပွဲအနိုင်ရှုံးကိုအဆုံးဖြတ်ပေးနိုင်သူတွေကပြည်သူတွေပဲဖြစ်ပါတယ်။ဒါကြောင့်ပြည်သူတွေကအဆုံးဖြတ်ပေးလာတဲ့အဖြစ်ကိုမိမိအနေနဲ့ကြည်ကြည်နက်နက်လက်ခံပါတယ်။ဒီပွဲမှာမိမိကိုအားပေးတောက်ခံသူတွေမိမိအောင်နိုင်ရေးအတွက်ဝိုင်းဝန်းဆောင်ရွက်ပေးကြသူတွေအားလုံးကိုရှင်ထဲကနေလိုက်လဲကျေးဇူးတင်ရှိပါတယ်လို့ရေးသားခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီတဆညရဲ့ဝန်ခံချက်ပဲဖြစ်ပါတယ်။ရွေးကောက်ပွဲရလဒ်ကိုလက်ခံတဲ့ကဲ့သို့ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန်တောင်းဆိုနေတဲ့ချက်ပေါ့ပါတီအပါအဝင်16ပါတီရဲ့တောင်းဆိုချက်ဟာလုပ်တဲ့ကိစ္စမဟုတ်ပဲရွေးကောက်ပွဲပြန်လည်ပြုလုပ်ပေးရန်လဲမလုပ်တဲ့ဘူးဆိုပြီးတော့တဆညပါတီကပြောဆိုခဲ့တာဖြစ်ပါတယ်။အဲ့ဒါအပြင်မြန်မာတိုင်းမီဒီယာနဲ့အင်တာဗျူးမှာလည်းတဆညပါတီက2020ပြည့်နှစ်အတွေ့အကြုံရွေးကောက်ပွဲမှာနယ်မြေအလိုက်အချို့နေရာတွေမှာအပြေလည်မှုတွေရှိခဲ့ပေမဲ့အားလုံးချုပ်ကြည့်မယ်ဆိုပါကလက်မခံနိုင်တဲ့အကြောင်းအရာမျိုးမရှိဘူးလို့တဆညပါတီဒုတိယဥက္ကဋ္ဌဦးဟန်ရွှေကပြောကြားခဲ့ပါတယ်။ အထွေထွေရွေးကောက်ပွဲသုံးခုစလုံးကိုဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတဆညာဟာအခုရွေးကောက်ပွဲရလဒ်ကိုလက်ခံတဲ့ကဲ့သို့ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ရာမဖြစ်နိုင်ဘူးလို့ပါတီပြောရေးဆိုခွင့်ရှိသူကမြန်မာ Times ကိုပြောကြားခဲ့ပါတယ်။2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာနယ်မြေအလိုက်အချို့နေရာတွေမှာမပြေလည်မှုတွေရှိခဲ့ပေမဲ့အားလုံးခြုံကြည့်မယ်ဆိုပါကလက်မခံနိုင်တဲ့အကြောင်းအရာမျိုးမရှိဘူးလို့တဆညပါတီဒုတိယဥက္ကဋ္ဌဦးဟန်ရွှေကပြောပါတယ်။ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP အပါအဝင်16ပါတီကရွေးကောက်ပွဲရလဒ်ကိုလက်မခံကြောင်းနဲ့လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်အဖွဲ့ဖွဲ့စည်းပြီးရလဒ်ကိုပြန်လည်စစ်ဆေးပေးဖို့တောင်းဆိုခဲ့ရမှာတဆညပါတီပါဝင်ဖို့ကမ်းလှမ်းခဲ့ပေမဲ့လည်းသဘောထားချင်းမတိုက်ဆိုင်တာကြောင့်မပါဝင်ဖြစ်ခဲ့ဘူးလို့ဦးဟန်ရွှေကပြောပါတယ်။ USDP ကရွေးကောက်ပွဲပြန်လည်ပြုလုပ်ပေးဖို့တောင်းဆိုတာနဲ့ပတ်သက်ပြီးရွေးကောက်ပွဲတစ်ခုလုံးပြန်လုပ်ဖို့မဖြစ်နိုင်ဘူးလို့ဦးဟန်ရွှေကပြောပါတယ်။ရွေးကောက်ပွဲတစ်ခုလုံးပြန်လုပ်ပေးဖို့ဆိုတာကတော့မဖြစ်နိုင်ပါဘူး။ကျွန်တော်တို့ပါတီအနေနဲ့ကရွေးကောက်ပွဲတော်တော်များများကိုအတွေ့အကြုံအများကြီးရှိပါတယ်လို့၎င်းကပြောပါတယ်။ဒါအပြင် NLD ပါတီကတိုင်းရင်းသားပါတီ48ပါတီကို Federal Democracy ပြည်ထောင်စုအရေးပူးပေါင်းပါဝင်ဖို့စာပေးပို့ဖိတ်ခေါ်ထားတဲ့အပေါ်ကြိုးဆိုပါတယ်လို့လည်းတဆညပါတီကဆိုပါတယ်။ဒါကတော့ယခုစစ်ကောင်စီအဖွဲ့ဝင်အတူမန်းကြီးမောင်ရဲ့ဝန်ခံချက်ပဲဖြစ်ပါတယ်။ပန်းတနော်အခြေအနေကတော့ကျွန်တော်တို့ကအရှုံးပါတယ်ကျွန်တော်တို့ကရင်မျိုးသားပါတီတွေ ARD တိုင်းလုံးမှာဘယ်မှမနိုင်ပါဘူး။မနိုင်ရတဲ့အကြောင်းရင်းကကျွန်တော်တို့ကရင်တွေကနိုင်ငံရေးအတွေးခေါ်မြင့်တယ်လေ။ကျွန်တော်တို့ကရင်လူမျိုးတွေကနိုင်ငံရေးအတွေးခေါ်မြင့်တော့သူတို့ကအမျိုးသားရေးပေါ်မှာအခြေမခံဘူးလေ။သူတို့ကပြည်ထောင်စုစိတ်သက်နိုင်ငံတော်စိတ်သက်နဲ့ဆိုတော့အမျိုးသားရေးမှာအခြေမခံဘူး။ဥပမာရခိုင်တွေဆိုအကုန်လုံးနိုင်တယ်ဗျာချင်းတွေရှမ်းတွေပအို့တွေမွန်တွေနောက်ဆုံးကရင်တွေအကုန်လုံးနိုင်တယ်ကျွန်တော်တို့ကရင်ကတော့မနိုင်ဘူးကရင်ကနိုင်ငံရေးတွေးခေါ်မြင့်တယ်လေမြင့်တဲ့အခါကျတော့တိုင်းရင်းသားအချင်းချင်းလောက်ကိုသူတို့ဘဝထဲမှာစဉ်းစားချက်ပုံမရဘူးဆိုပြီးတော့အတူကိုမဲမပေးခဲ့ကြတဲ့ကရင်လူထုတရက်လုံးကိုပါစောင်းမြောင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်ဒါကတော့ကယားပြည်နယ် Democratic Party KYSDP ရဲ့ဝန်ခံချက်ပဲဖြစ်ပါတယ်။ကယားပြည်နယ်မှာသူတို့ညွှန်မှန်းသလောက်အနိုင်မရခဲ့ခြင်းမှာတက်ချုံနဲ့တိတ်ဆုံပွဲတက်ရောက်ခဲ့တဲ့အကျိုးဆက်ကြောင့်လို့ KYSDP ပါတီကခုတဲတွေကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ကျန်းဖို့ပါတီကကိုယ်စားလှယ်လောင်းတွေဟာအစပိုင်းမှာသူတို့ရှုံးခဲ့တာဟာမှန်ကန်ကြောင်းအတီးတီးဝန်ခံခဲ့ကြပေမဲ့နောက်ပိုင်းမှာရွေးကောက်ပွဲရလဒ်ကိုအတိအမှန်မပြုတ်ဖို့ကျန်းဖို့ပါတီရုံးချုပ်ကတန်တေခင်ရီတောင်းအေးတို့ရဲ့နှုတ်မိတ်ညွှန်ကြားချက်အရကျန်းဖို့ပါတီရဲ့ပလောင်ပလဲပြောတတ်တဲ့ဒုံးစံအတိုင်း
ရွေးကောက်ပွဲဟာမမျှတပါဘူးသူတို့မရှုံးတင်မဲရှုံးရတာပါဆိုပြီးတော့အထက်အမိန့်ရပြောင်းလိန်ပြောင်းစားပြောခဲ့ကြပြီးတော့ရွေးကောက်ပွဲရလဒ်ကိုလက်မခံတော့ပဲဖင်ပိတ်ပြီးညှင်းဆန်ခဲ့ကြတာပဲဖြစ်ပါတယ် ကျွန်တော်တို့ပါတီအနေနဲ့လွတ်လပ်ပြီးတရားမျှတဖို့ဘယ်လိုက်မှုကင်းတဲ့မတရားနည်းလမ်းဖြင့်မဲဆွမှုကင်းတဲ့ရွေးကောက်ပွဲဖြစ်ဖို့ UEC အနေနဲ့တပ်မတော်တပ်ပူးပေါင်းပြီးစီကံတဲ့ကြရွေးကောက်ပွဲအမြန်ဆုံးကျင်းပပေးဖို့ဒီကျွန်တော်တို့တိုက်တွန်းတောင်းဆိုပါတယ် NLD အစိုးရအမဲမခိုးခဲ့ကြောင်း2020ရွေးကောက်ပွဲဟာတရားမျှတခဲ့ကြောင်းတပ်တွေအထောက်အထားနဲ့ပြနိုင်တဲ့ပြင်ဆင်မအချက်ကတော့2020ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာခဲ့ကြတဲ့ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ထောက်ခံချက်ပဲဖြစ်ပါတယ်။ဒါကတော့စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်နဲ့အရင်းနှီးဆုံးမိတ်ဆွေဖြစ်တဲ့ဂျပန်ကိုယ်စားလှယ်ဆာဆာကာဝါကိုရိုင်ရဲ့ထောက်ခံချက်ပဲဖြစ်ပါတယ်။ဂျမန်တွေကကျင်းပခဲ့သော2020အထွေထွေရွေးကောက်ပွဲသည်လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်ခဲ့ကြောင်းမြန်မာနိုင်ငံရွေးကောက်ပွဲကိုလေ့လာစောင့်ကြည့်ခဲ့သောဂျပန်အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်မစ္စတာယိုဟီဆာဆာကာဝါကပြောသည်အစိုးရသည်ရွေးကောက်ပွဲကိုတရားမျှတပြီးကွင်လင်းမြင်သာမှုရှိစွာကျင်းပခဲ့သည်ဟု၎င်းကပြောဆိုခဲ့ကြောင်း Frontier မြန်မာသတင်းမှာဖော်ပြခဲ့ပါတယ်။ဒါကတော့တနိုင်ငံလုံးကမြို့နယ်အသီးသီးမှာရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာခဲ့ကြတဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အားလုံးရဲ့ပူးတွဲကြေညာချက်ထောက်ခံချက်ဖြစ်ပါတယ်။ဒါကတော့2020ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာခဲ့တဲ့ Peace အဖွဲ့ရဲ့အစီရင်ခံစာဖြစ်ပါတယ်။သူတို့ရဲ့အစီရင်ခံစာထဲမှာ2020ပြည့်နှစ်အတွေ့အကြုံရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံး၏အရေးအသေးကိုစမ်းစစ်လေ့လာရန် Peace အဖွဲ့အနေဖြင့်ကာလရှည်စောင့်ကြည့်လေ့လာသူ616ဦးနဲ့ကာလတိုစောင့်ကြည့်လေ့လာသူ1884ဦးစုစုပေါင်းစောင့်ကြည့်လေ့လာသူ2500ဦးကိုတာဝန်ချထားခဲ့ပါသည်ရွေးကောက်ပွဲလုပ်ငန်းစဉ်များနဲ့စီမံခန့်ခွဲမှုဆိုင်ရာအားနည်းချက်များနဲ့ချွတ်ချုံမှုများရှိသည်ကိုတွေ့ရတော့လဲရွေးကောက်ပွဲကြီးရလဒ်များကိုအပြောင်းအလဲဖြစ်စေနိုင်သည့်အထိတက်ရောက်မှုမရှိသည်ကိုတွေ့ရသည်သို့ဖြစ်ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကိုခြုံငုံသုံးသပ်ရလျင်စီမံခန့်ခွဲမှုဆိုင်ရာအမှားအယွင်းများအားနည်းချက်များရှိတော့လဲ2020ပြည့်နှစ်အတွေ့အကြုံရွေးကောက်ပွဲမှာရေပီရအဖြစ်တည်ငြိမ်အေးချမ်းစွာကျင်းပနိုင်ခဲ့သည်ဟုဆိုရပါမည်သို့တော်လဲမဲဆွယ်စည်းရုံးရေးကာလအတွင်းရခိုင်ပြည်နယ်တွင်ဝင်ရောက်ရှင်သန်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်း3ဦးအစီတေးသေးခံရခြင်းသည်မြန်မာနိုင်ငံတွင်နိုင်ငံရေးအင်အားစုများအကြားနိုင်ငံရေးအရာသဘောတူညီမှုနိုင်ငံတည်ဆောက်မှုအမျိုးသားရေးလက္ခဏာတည်ဆောက်မှုလုပ်ငန်းများကြီးညောက်ခြင်းမရှိသေးသည်ကိုပေါ်နှောနေပါသည်ဟုတို့အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာပန်းခံရတဲ့လွှတ်တော်ကိုယ်စားလှယ်3ယောက်ဆိုတာ NLD လွှတ်တော်ကိုယ်စားလှယ်3ယောက်ဖြစ်ပါတယ်။ဒါကတော့2020ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာခဲ့တဲ့တိုင်းနိုင်ငံအခြေစိုက်အာရှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ Asian Network for Free Election ANFA ရဲ့ထောက်ခံချက်အစီရင်ခံစာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်နိုဝင်ဘာမြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာပြည်သူ့ဆန္ဒကိုထင်ဟပ်တဲ့ရွေးကောက်ပွဲဖြစ်ပြီးမဲမသမာမှုတွေရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့စစ်တပ်ကအာဏာသိမ်းထားတာဟာကြိုးကြောင်းခိုင်လုံမှုမရှိတဲ့အကြောင်းနိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုကဒီကနေ့အဆုံးသတ်အစီရင်ခံစာထုတ်ပြန်ပါတယ်။အာရှလွတ်လပ်တဲ့ရွေးကောက်ပွဲအတွက်ကွန်ရက်အဖွဲ့ ANFREL ကနိုင်ငံတကာအသိအမှတ်ပြုအဖွဲ့အစည်းဖြစ်တယ်လို့2020မြန်မာနိုင်ငံရွေးကောက်ပွဲကိုနေရာဒေသအနှံ့စောင့်ကြည့်လေ့လာခွင့်ရပြည်ပအဖွဲ့အစည်း2ခုထဲကတစ်ခုပါ။2020နိုဝင်ဘာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတိုက်ဖြတ်ချေမှုန်းခြင်းခံရတော့ဒီမိုကရေစီဆိုတဲ့နာမည်နဲ့ဒီကနေ့အစီရင်ခံစာထုတ်ပြန်လိုက်တာပါ။ဒါကတော့2020ရွေးကောက်ပွဲဟာတရားမျှတပြီးလွတ်လပ်ခဲ့ကြောင်းရုရှားတန်ယုံရဲ့ကြေညာချက်ဖြစ်ပါတယ်။ဒါကတော့နိုင်ငံတကာတန်ယုံတွေရဲ့ထောက်ခံချက်ဖြစ်ပါတယ်။ဒါကတော့အနိုင်ရပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုတရုတ်သမ္မတရှီကျင်းပင်ကဂုဏ်ယူဝမ်းမြောက်ကြောင်းတော်ဝင်လွှာပေးပို့ခဲ့တဲ့သတင်းမှတ်တမ်းပဲဖြစ်ပါတယ်။ဒါကတော့ EU, Britain, India, Bangladesh, Nepal, Bhutan, Chad, Thai, Singapore, Malaysia, Indonesia, Vietnam, Cambodia, Japan, တောင်ကိုရီးယားအစရှိတဲ့နိုင်ငံများစွာကအနိုင်ရပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဂုဏ်ပြုဝမ်းမြောက်ကြောင်းတော်ဝင်လွှာပေးပို့ခဲ့တဲ့သတင်းမှတ်တမ်းတွေပဲဖြစ်ပါတယ်။2020ရွေးကောက်ပွဲဟာမဲခိုးခဲ့လို့ NLD ဆိုရကိုဘယ်နိုင်ငံကမှအတိအမှတ်မပြုခဲ့ဘူးဆိုတဲ့စစ်တပ် lobby တွေနဲ့တပ်ဖွဲ့ lobby တွေရဲ့
ဂျင်းတဲ့တွင်းတွေကိုယုံခဲ့ကြတဲ့စော်ဘောတွေအတွက်ဒီမှတ်တမ်းတွေကိုပြန်လည်ပေါ်ပြပေးခြင်းဖြစ်ပါတယ်။ဒါကတော့2020အထွေထွေရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတခဲ့ပါတယ်လို့ KNU ဒုဥက္ကဋ္ဌစောကွယ်ထိုးခွင်းကဒိုစင်ကပြောကြားခဲ့တဲ့သတင်းမှတ်တမ်းပဲဖြစ်ပါတယ်။ဒါကတော့ LND ပါတီရဲ့အနိုင်ရလဒ်ကို NCA အပြည့်ရဲ့လက်နက်ကိုင်ဖွဲ့10ဖွဲ့ကကြိုးဆိုခွင့်ပြုခဲ့တဲ့အထောက်အထားဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောလူသားဒီမိုကရေစီဖွဲ့ချုပ် LND ပါတီတောင်ပြိုကမ်းပြိုနိုင်ခဲ့သော2020အထွေရွေးကောက်ပွဲရလဒ်အားမြန်မာလူထု၏ဆန္ဒသဘောထားဖြင့်အတိအမှတ်ပြုကြောင်းတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများကပြောကြားခဲ့ပါတယ်။ဒီကောက်ပဲတရားမျှတမှုမရှိဘူးဆိုတာရလဒ်ပေါ်အတိအမှတ်မပြုကြောင်းအကြီးဆုံးအတိုက်အခံပါတီဖြစ်သည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကနိုဝင်ဘာ17ရက်နေ့တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာထုတ်ဖော်ပြောကြားခဲ့တော်လဲတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ်ကိုလက်မှတ်ထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကရွေးကောက်ပွဲရလဒ်ကိုလက်ခံပေးရန်လိုအပ်ကြောင်းတိုက်တွန်းခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။စစ်တပ်လော်ဘီတပ်ပေါ်လော်ဘီတွေကတော့ရွေးကောက်ပွဲရလဒ်ကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကအတိအမှန်မပြုဘူးဆိုပြီးတော့အော်လော်ပဲစားတဲ့နေနဲ့စောက်ပါခဲ့ကြတာကိုတွေ့ရပါလိမ့်မယ်။ဒါကတော့ဝအမျိုးသားပါတီရဲ့ထောက်ခံချက်အတင်းပဲဖြစ်ပါတယ်။ LND ပါတီအပြတ်သက်အောင်မြင်ခြင်းသည်ပြည်သူ၏အားပေးတောက်ခံမှုအပြည့်အဝရှိကြောင်းသက်သေဖြစ်သည်ဟုဝအမျိုးသားပါတီကထုတ်ပြန်ခဲ့ပါတယ်။ဒါကတော့ UWSA ဝကောင်းဆောင်ဦးပေါယူချမ်းကနိုင်ရပါတီကောင်းဆောင်ဒေါ်ဆန်းစုကြည်ကိုခုံပြုဝမ်းမြောက်ကြောင်းတော်ဝင်လွှာပေးပို့ခဲ့တဲ့မှတ်တမ်းပဲဖြစ်ပါတယ်။ဒါကတော့ရွေးကောက်ပွဲရလဒ်ကိုလေးစားကြဖို့ကုလသမဂ္ဂကတိုက်တွန်းခဲ့တဲ့သတင်းမှတ်တမ်းပဲဖြစ်ပါတယ်။2020ရွေးကောက်ပွဲမှာ NLD ပါတီမဲမကူးခဲ့ဘူးဆိုတဲ့သက်သေအထောက်အထားများဒုတိယပိုင်းကိုနောက်ရက်မှာဆက်လက်တင်ဆက်ပေးပါမယ်။ဒီဗီဒီယိုဖိုင်ကိုဖန်တီးရတဲ့ရည်ရွယ်ချက်ကတော့2020ရွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရကမဲခိုးမှုတွေကိုကျူးလွန်ခဲ့တယ်ဆိုပြီးတော့ကလေးတွေလူငယ်တွေကြားမှာဝါဒပြန့်ဖို့အတွက်မဲအွန်လိုင်းက NLD မဲခိုးခဲ့ပါတယ်ဆိုတဲ့အကြောင်းအရာတွေကိုအခြေခံပညာနဲ့တက္ကသိုလ်သင်ရိုးညွှန်းတမ်းတွေထဲမှာပါထည့်သွင်းသင်ကြားဖို့ညွှန်ကြားမှုတွေကိုလှုပ်ဆောင်လာနေပါတယ်။လက်ရှိအချိန်မှာလည်းဗဟိုဝန်ထမ်းတက္ကသိုလ်ဖောင်ကြီးနောက်တိုင်းရင်းသားလူမျိုးများဝင်ပြိုးတိုးတက်ရေးတက္ကသိုလ်ဆိုတဲ့ဝန်ထမ်းတက္ကသိုလ်တွေမှာ NLD အစိုးရကမဲခိုးခဲ့ပါတယ်ဆိုပြီးတော့အော်လော်ပဲစာချက်လက်တွေနဲ့ထည့်သွင်းသင်ကြားနေတာကိုတွေ့ရပါတယ်။အဲဒါကြောင့်ဒီဗီဒီယိုဖိုင်ကိုဖန်တီးရခြင်းဖြစ်ပါတယ်။မဲအွန်လိုင်းအနေနဲ့အခုလိုမျိုးပြုလုပ်နေတာတွေကို narrative manufacturing လို့ခေါ်ပါတယ်။အကြောင်းအရာတစ်ခုကိုထက်ခါကြားနေရရင်လူအုံနောက်ကအဲ့ဒီအားတွေကိုယဉ်နီးကျွမ်းဝင်လာပြီးတော့လက်ခံသွားလေးရှိတဲ့စိတ်ပညာသဘောတရားကိုမဲအွန်လိုင်းကအသုံးချကျင့်သုံးနေတာဖြစ်ပါတယ်။အထူးသဖြင့်2020ရွေးကောက်ပွဲကိုမှတ်မိခဲ့တဲ့လူငယ်ဆယ်ကျော်သက်တွေကလေးတွေရဲ့အုံနောက်ကို brainwash လုပ်ပြီးတော့သူတို့ဆွဆွဲတဲ့အချက်တွေကိုလက်ခံလာအောင် repetition based propaganda ကိုအသုံးပြုနေခြင်းသာဖြစ်ပါတယ်။နားထောင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာလည်းနိုင်ငံရေးမှတ်တမ်းအတင်းမှတ်တမ်းနဲ့အတင်းသုံးသက်ချက်တွေကိုဆက်လက်တင်ဆက်ပေးတော့အောင်ပါမို့လို့ကျွန်တော်ရဲ့မိုးစေမုံ YouTube channel ကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်။အားလုံးပဲ BNA ရဲ့အပေါင်းမှပြင်မိကြပါစေ။